Hello အားလုံးပဲမင်္ဂလာပါခင်ဗျာပြစ်တိုင်းဒီ page ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့တင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့တရားဒီထဲမှာဖလား6လုံးသိမ်းခဲ့တဲ့ PSG အသင်းတို့ရဲ့သတင်းအကြောင်းအရာလေးပဲဖြစ်ပါတယ် International Cup မှာပင်လယ်ဒီနဲ့ PSG တို့ဘူဆွဲခဲ့ပါတယ် PSG အသင်းဟာ International Cup ဘူလူပွဲမှာဘရာဇီးကလပ်ဖလာမင်ဂိုအသင်းကိုပင်လယ်ဒီအဆုံးဖြတ်နဲ့အနိုင်ရရှိခဲ့ပြီးမှဘူဆွဲနိုင်ခဲ့ပါတယ်။နီးပြအန်နီဂရေမဆုံချင်ဘူးပြောထားတဲ့ဖလာမင်ဂိုအသင်းကတော့ PSG အသင်းကိုခက်ခဲတဲ့ပြိုင်ဘက်ဖြစ်စေခဲ့ပါတယ်။ PSG အသင်းဟာအခုပွဲမှာ line up မှာဒမ်ဘီလီမပါဝင်ခဲ့ပေမဲ့လူစုံနီးပါပွဲထုတ်ခဲ့တာပါ။ PSG အနေနဲ့38မိနစ်မှာကာဗာရာစကယ်လီယာရဲ့ဂူးနဲ့ဥဆောင်ခဲ့ပေမဲ့ချယ်ဆီနဲ့အာဆင်နယ်ကွင်းလယ်လူဟောင်းဂျော်ဂျင်ဝါ62မိနစ်မှာပင်လယ်ဒီကနေခြေပကူပြန်လည်သွင်းယူခဲ့ပါတယ်။ပင်လယ်ဒီအဆုံးဖြတ်မှာ PSG ဂိုးသမားဆာဗာနော့စ်ကမယုံနိုင်လောက်အောင်လက်စွမ်းပြပြီးမှပင်လယ်ဒီ၄လုံးအထိကာကွယ်ခဲ့ပါတယ်။ PSG အသင်းဟာယခုနှစ်အတွင်းချန်ပီယံလိဖလားပြင်သစ်မှတ်ပေးဖလားပြင်သစ်စူပါဖလားဥရောပစူပါဖလားနဲ့အခု International Cup အဓိကအရေးပါတဲ့ဖလားများကိုသိမ်းပိုက်ပြီးမှ6လုံးအထိသိမ်းနိုင်ခဲ့တာဖြစ်ပါတယ်။ကြည့်ရှုပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာကျွန်တော်ပြစ်တိုင်းဒီ tip တပွဲကောင်းတွေကိုညနေ6နာရီမှာအမြဲတမ်းတင်ဆက်ပေးသွားမှာဖြစ်လို့စောင့်မျှော်ကြည့်ရှုအားပေးကြပါအောင်လို့မေတ္တာရက်ခံရင်အားလုံးပဲကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာ